ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒါကျွန်တော်တို့ပေါ့နော်ညနေ6:55လောက်မှာဂျပန်ကိုထွက်ခွာကြမယ်ညီမငယ်3ယောက်နဲ့ကျွန်တော်အတူတူရှိနေတာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့ season လေးတွေသူတို့ကိုမိတ်ဆက်ပေးတဲ့အပိုင်းလေးကိုကျွန်တော်ကနဦးတင်ဆက်ပေးပါမယ်ခင်ဗျအဲ့တော့မင်္ဂလာပါညီမတို့မင်္ဂလာပါဟုတ်ကဲ့အရင်ဆုံးညီမလေးနာမည်နဲ့တစ်ချက်မိတ်ဆက်ပေးပြီးသွားတဲ့အချိန်မှာညီမတို့အခုဒီညနေသွားကြမယ်ကိစ္စလေးကဂျပန်ကိုသွားကြမှာက language school နဲ့သွားမှာလားဒါမှမဟုတ်ဘယ်အစီအစဉ်နဲ့အလုံးနဲ့ဆိုလဲဘယ်လိုမျိုးသွားကြမှာလဲဆိုတာတစ်ချက်ပြောပြပေးပါဦးနော်ဟုတ်ညီမနာမည်ကတော့ AU မမဟုတ်အခုသွားမှာကတော့ language school နဲ့သွားမှာတော့မဟုတ်ဘူးရှင်တကူတဲခိုင်ကောနဲ့သွားမှာပါရှင်ဟုတ်ကဲ့ညီမလေးမိတ်ဆက်ပေးပါညီမနာမည်ကတော့ Ifyo ຫນွေပါဟုတ်ကဲ့ညီမနာမည်လည်း ENO ဖြစ်ပါတယ်တူကူတဲခိုင်ကောနဲ့ပါပဲရှင်ဟုတ်ကဲ့အဲ့တော့ညီမတို့ဒီလောလောဆယ် interview အောင်တဲ့အချိန်လောက်ကစပြီးတော့ဒီနေ့ပေါ့နော်လုံးဝဒါ airport ကနေထွက်ရမယ်ဆိုတော့ဂျားထဲမှာဘယ်လောက်ကြာသွားလဲမသိဘူးဟုတ်တနေ့နဲ့2လလောက်ရှိပါရှင်တနေ့နဲ့2လလောက်ရှိပါပြီโอเคအဲ့ဒါဆိုရင်ညီမတို့ဒီကာလတနေ့နဲ့2လဆိုတာလဲဒါမနည်းဘူးလေနော်အချိန်တစ်ခုတေချာစောင့်ကြကြရဆိုတော့အဲ့အချိန်တွင်းမှာကို့အတွက်အခက်အခဲဆုံးရင်ဆိုင်ရတဲ့အရာဆိုတာဘာဖြစ်မလဲစိုးရင်ဘူးပန်တာပေါ့နော်သွားရပါမလားငါဒီနိုင်ငံကိုရောက်ပါမလားဆိုပြီးတော့စိုးရင်ဘူးပန်တာပေါ့စောင့်ရတာလဲတနေ့နဲ့2လဆိုတော့လေအိမ်ကမိဘတွေကလည်းနင်ကရသွားရပါမလားသွားရပါမလားနဲ့ခဏခဏမေးဟုတ်ကဲ့အဲ့နဲ့ရွာလည်းမပြန်ဖြစ်ဘူးဟုတ်ပေါ့စိုးရင်ဘူးပန်ရွာလည်းမသွားသေးလားခဏခဏမေးခံတော့လေโอเคအဲ့တော့ဒါအခုခုနပြောလို့ပဲပေါ့နော်ဒါအခုတို့စိတ်ကတော့ရှည်ရတယ်ဒီတနေ့နဲ့2လလောက်မှာနောက်ဆုံး finally အဓိကအရေးကြီးဆုံးကတော့တကယ်သွားဖို့ကနိုင်ပိုင်းလိုပဲရှိတော့ဆိုတော့ဘာပြောအားလုံး congratulations ပါတောင်းခံနိုင်လို့အဲ့တော့လက်ရှိအခုတို့ဒီတနေ့နဲ့2လအတွင်းမှာဆိုလဲဒါတေးကြတယ် interview ဖြေတဲ့နေရာမဖြေခင်တည်းကအခု Sakura Sister အဖွဲ့သားတွေနဲ့ညီမတို့ဆိုတာအသွားပြန်တောက်လျှောက် message တွေပဲဖြစ်ဖြစ် phone call တွေအများကြီးရှိခဲ့ကြမှာပဲဆိုတော့အဲ့ဒီအချက်လက်တွေအဲ့ဒီအတွေ့အကြုံတွေထဲမှာညီမတို့ကအမှတ်တရဖြစ်ဆုံးအခုတို့ဝန်ထမ်းလေးတွေနဲ့ပဲဖြစ်ဖြစ်အခုတို့နဲ့အလုပ်လုပ်တဲ့အချိန်မှာအမှတ်တရလေးတွေဘာလေးတွေရှိခဲ့မယ်လို့ထင်တယ် ready ဖြစ်တဲ့လူကြိုက်တဲ့လူဖြေလို့ရတယ်အမှတ်တရကတော့ညီမတင်တန်းစတဲ့ကြရပါတော့သိချင်တာရှိလို့ရှိရင်အဲ့လိုမျိုးနားလည်အောင်ဖြေပေးတယ်ပြီးရင်ညီမတို့ interview ဖြေတော့ငါဆိုလို့ရှိရင်လည်းအကုန်လုံးဆက်ရကူညီပေးတယ်ပေါ့ပြီးရင်ဒီတနစ်ကျော်ဆောက်ရတဲ့အချိန်တွင်းမှာလည်းခေါ်ပါမလားရောက်ပါမလားဆိုတဲ့အချိန်မှာအဲ့လိုမျိုးညီမတို့စိတ်မပူပန်ရအောင်လို့မို့လေပြောပေးတယ်ပေါ့အဲ့လိုပြောပေးရဆိုတာယုံကြည်ရအောင်လုပ်ပေးတယ်ပေါ့အဲ့လိုဆိုကြတော့ဆောက်ရတော့စိတ်လည်းဒါရှိရတယ်စိတ်ပူပန်မှုတွေလည်းရှိရဒါပေမဲ့Sakura Sister ကတရားဝန်ထမ်းနေပေါ့နော်သူတို့တွေကအားပေးလို့စိတ်ချမ်းသာအောင်လို့မျိုးအားပေးတဲ့အတွက်ပေါ့နော်အဲ့လိုဆိုအဲ့ဒါတွေမှတ်တရဖြစ်ပါတယ်ကျေးဇူးလည်းအများကြီးတင်တယ်သူတို့ဟုတ်ကြားတာဝမ်းသာပါတယ်အဲ့တော့ဒီမငယ်တွေရောပြောစရာရှိသေးလားပြောနေဆက်ဒီမှာတော့ပထမဆုံးဒီ interview မှာစဝင်ရောက်တဲ့အတွက်ပေါ့ညီမ interview စပြင်မလို့တော့ interview technique လည်းတစ်ပတ်လောက်ရှိနေညီမကနောက်ကျနေရပါတော့ဒီမှာစမ်းစစ်နေတာညီမကိုတမီစူးစမ်းကြည့်နေတာဖြည့်ကြည့်နေတာမေးတယ်ပေါ့နော်တမီလုပ်ကြည့်ချင်တယ်ပြောတဲ့ချိန်မှာဆိုင်းနေတာတမီ interview အဲ့လိုထည့်ပေးတယ်ထည့်ပေးချိန်မှာအကုန်လုံးတပတ်စောနေတော့တမီကတပတ်နောက်ကျတော့အဲစမ်းစစ်အားလိုက်စမ်းစစ်နဲ့စမ်းစစ်နေတာ2ယောက်ပေါင်းအဲ့လို interview မေးခွန်းတွေကိုလေ့ကျင့်ပေးရပေါ့ဒီခန်းထဲမှာပေါ့နော်မှတ်တရပေါ့နော်အများကြီးဒီချိန်လေးဖြစ်လာလေဒါစမ်းစစ်နေတာဒီကိုလမ်းစာပြုပေးကြလို့ပေါ့နော်အဲ့လိုမျိုးခိုင်တာကျေးဇူးအများကြီးတင်ပါတယ်လို့စမ်းစစ်နေတာလည်းဟုတ်ကဲ့ပါမာလီယော share လုပ်ရှင်ပေးလားအခုလိုမျိုးပေါ့နော်ရအောင်ပို့ပေးနိုင်တဲ့ Sakura Sister ဝန်ထမ်းအနေနဲ့စံစင်းနန္ဒာနဲ့အားတိုင်းစံကြီးတို့လည်းကျေးဇူးများတင်ပါတယ်လို့ဟုတ်ကဲ့ပါအခုကလည်းဟိုပါပေါ့လေဒီလက်ရှိဂျပန်သွားဖို့ဆိုတာအကျဉ်းတည်တယ်အခုတို့တူတယောက်ရုံးတစ်ဖွဲ့သားတွေနဲ့မပြီးဘူးလောက်ရတဲ့ process ကတိတ်ကိုရှည်တဲ့အတွက်ကြောင့်မလို့ညီမတို့ဘက်ကပူပေါင်းဆောင်ရွက်နိုင်ရလို့ဒါဒီနေ့အချိန်ခါဆိုတာရောက်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးကိုလည်းအတူတူ message ပေးချင်တာကဒီဂျပန်ခီးစဉ်ဆိုတာကခုနဒီညီမလေးပြောသလိုပဲဇွဲမလျှော့ဖို့တော့လိုတာပေါ့လေကိုကသူများတွေ training တက်နေပြီးသားတစ်ဘက်ကစောနေတယ်ဟောငါတစ်ပတ်လောက်စောနေစာမလိုက်နိုင်တော့ဘူးဆိုကိုယ့်ဘက်ကဇွဲလျှော့လိုက်ရင်တေးကြတယ်ဒီနေ့ interview မဲ့တဲမှာ3ယောက်ရှိမှာမဟုတ်2ယောက်ပဲကြံခဲ့မှာเนาะအဲ့တော့ဘာဖြစ်တာ lesson ဟိုယူတတ်မယ်ဆိုရင်အကောင်းဆုံးသင်ခန်းစာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလည်းဒီကိုယ့်ရဲ့ဂျပန်အိမ်မက်ကိုအများဆုံးplanနိုင်ပါစေလို့ဆက်တောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီထပ်ပြီးတော့ဒုတိယ interview လေးလုပ်ပေးရပေါ့နော်လုပ်ပေးတာကတော့ကျွန်တော်တို့ခုနသွားမယ့်ညီမငယ်3ယောက်ထဲမှာအကိုရင်တယောက်ကလည်းလေးသိကိုလိုက်ပို့ပါတယ်ဆိုတော့ဒီအကိုနဲ့ကျွန်တော် quick interview လေးတစ်ချက်လေးသိမသွားခင်လုပ်ပေးလိုက်ပါမယ်ခင်ဗျဟုတ်မင်္ဂလာပါကိုဟုတ်ကဲ့အဲ့တော့အကိုရဲ့နာမည်ရင်းလေးနဲ့တစ်ချက်လေးဒီညီမလေးနဲ့တော့ဆက်ပုံပြောပြပေးပါဟုတ်ကျွန်တော်နာမည်ကတော့အောင်ဦးပါဟုတ်ကဲ့ကိုပြည့်တနာဦးရဲ့အကိုအရင်ဟုတ်ကဲ့ပါဟုတ်အဲ့တော့ဒီညီမလေးဆိုလဲဒါဟိုလောလောဆယ်မှာတစ်နှစ်နဲ့2လလောက်ပေါ့နော်ခင်ဗျာတို့ပြောလို့အကြာကြီးစောင့်ပြီးတော့မှတကယ်တမ်းဒီနေ့မှာတရားဝင်ဂျပန်မှာအလုပ်သွားလုပ်ကြမယ်ဆိုတော့အကိုတယောက်အနေနဲ့ဘယ်လိုလေးများလောလောဆယ်မှာခံစားနေရလဲပေါ့ခံစားရဆိုကိုယ့်ရဲ့ညီမအရင်တခြားနိုင်ငံမှာပုံမူပြီးတော့ကောင်းမွန်တဲ့အတွေ့အကြုံတွေကွာတူဘောကနောက်ရှေ့ဆက်လျှောက်ပြီးတော့တိုးတက်ကြောင်းအတွက်သွားဆိုတော့ပြောတာပေါ့ဟုတ်ကဲ့ဝမ်းတာလို့လည်းပြောပြရတယ်နော်ဟုတ်ကဲ့
အဲ့တော့ဒီလက်ရှိဒီစောင့်နေတဲ့ကာလကြားထဲမှာရောအကိုတို့ဒီမိသားစုဘက်ကရောဘယ်လိုမျိုးသူ့ support လုပ်ပေးခဲ့လဲပေါ့ဆိုလိုတာတစ်နှစ်နဲ့2လဆိုတာအရင်ကြီးကြာတယ်လေနော်သူ့ကိုဘယ်လိုများစိတ်ခွန်အားပေးခဲ့လဲစောင့်နေရတဲ့အချိန်မှာ ဒီလိုအရင်ကြီးတော့ခက်ခဲလို့မရှိဘူးမိဘတွေဆိုတော့အရင်ကြီးတော့ကိုလူငယ်တွေကတော့အချင်းချင်းတော့နားလည်ပြီးလို့ရတယ်ဒါပေမဲ့မိဘတွေအမေကြတော့အဲ့လိုမျိုးကြားတာဖြစ်ပါမလားလို့စိုးရိမ်စိတ်တွေများပြီးတော့အဲ့လိုနည်းနည်း pressure လေးတော့ရှိတာပေါ့ဟုတ်ကဲ့အဲ့လိုချိန်မှာကိုကအကိုတယောက်နေရတော့တင်မလားကိုညီမဘက်ကရက်တည်ပြီးတော့မိဘတွေကိုနားလဲအောင်ပြောပြတာတို့ပါတို့အဲ့လိုမျိုးပါသူကကအမြဲတမ်းကိုကထောက်ခံပြီးရပါအဲ့လိုတရားခံတော့ယုံကြည်မှုပေးထားတယ်ပေါ့မိဘတွေကတော့နေပါစိုးရိမ်ပုံမှန်မှုတော့ရှိရပဲဒီလောက်နည်းနည်းလေးကြာသွားတော့ဟုတ်ကဲ့ပါကိုအခုလိုဖြေချပေးလို့ကျေးဇူးပါကိုကျေးဇူးပါဟုတ်ကဲ့on the way ဖြစ်ပါတယ်ပေါ့နော်အဲ့တော့တိတ်မကြခင်မှာလည်းဒီကိုရောက်တော့မှာဆိုတော့သူတို့လောလောဆယ်ဘယ်လိုခံစားနေရလဲဆိုတော့ like မေးကြည့်လိုက်ပါမယ်မင်္ဂလာပါညီမဟုတ်ကဲ့မင်္ဂလာပါရှင်အဲ့တော့ညီမတိတ်မကြခင်မှာဒီစိတ်ရောက်တော့မယ် check in ဝင်ရတော့မယ်ဂျပန်ကြီးလည်းဒါဟိုကစစ်တက်တော့မယ်ဆိုတော့ဘယ်လိုခံစားနေရလဲမသိဘူးဗျာဟုတ်ကဲ့အရင်ရေကုန်နေပါရဲ့လို့ဟုတ်ကဲ့ပါဆိုတော့မယ်ခင်ဗျာတရားလည်းတော့မယ်ခင်ဗျာဂျပန်နိုင်ငံဖြစ်နေတယ်အဲ့ဒါရန်စိတ်လို့ရှာပါရဲ့လို့ဟုတ်ကဲ့ပါကျေးဇူးပါရှင်ညီမလေးရောပြောနေပါလေ။ဟာ။ပြောပါလေလို့ချိန်ကြာကြီးဆောင်ပြီးတော့မှအခုလိုသွားရတဲ့အတွက်ရန်လည်းခုနဲ့စီလည်းလှုပ်ရှားတယ်ရန်လည်းပြောပါတယ်လို့နေတန်းအားလို့လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုတော့ Thank you ပါ။အဲ့တော့ဒီဗီဒီယိုကြည့်ရှုနေတဲ့လူတွေကိုလည်းပြောချင်တာကအခုဒီညီမငယ်3ယောက်လိုပဲပေါ့နော်။ကိုတကယ်တမ်းဂျပန်ကိုသွားမယ်ဆိုရင်ကိုယ့်ရဲ့အိမ်မက်ကိုရောက်တန်းနိုင်ကြပါစေလို့ကျွန်တော်ကလည်းဆုတောင်းမြတ်တာပို့တာပါတယ်တခုပေါ့စိတ်တော့ရှိရမယ်အားလုံးနဲ့အတူတူပူးပေါင်းပြီးတော့ဆောင်ရွက်နိုင်ကြပါမယ်ခင်ဗျကျေးဇူးတင်ပါတယ် Like a small boat on the ocean sending big waves into motion like how a single word can make a heart open I might only have one match but I can make an explosion and although